စပြီးတော့တည်တာကြတော့ဒီဘက်လေဘင်းရဲ့ဘေးမှာပေါ့နော်အဲ့လိုအလုံးထွက်လာတယ်နေလိုက်ပြီးတော့3လလောက်ကြာတဲ့အခါကျတော့အဲ့တတိထားမိတာပေါ့နော်အဲ့လေဘင်းမှာအာဒီကကြီးလာတယ်ပြီးတော့အဲ့လိုအဖူတွေနဲ့หนีလာတာပေါ့နော်ကျမလည်းလန့်သွားတာတစ်ခုပါတယ်နောက်ပြီးတော့တကယ်ကြီးကပြောတာရန်ကုန်မှာကင်ဆာလို့ပြောပေမဲ့ဟိုဘန်ကောက်မှာသွားစစ်ကြည့်ပေါ့စစ်လို့ရှိရင်ကင်ဆာမဖြစ်နိုင်တာလည်းအဲ့လိုအဖြေလဲထွက်မယ်ပေါ့နော်အဲ့လိုဆို The patient has a mass at her right tonsil that make her difficult to swallow. The pathology result was confirmed that she had one of the non-Hodgkin lymphoma was called diffuse large B-cell lymphoma. Lymphoma cancer is one kind of the blood cancer cell originate from the cell within the lymph node. ဆရာနဲ့မတွေ့ခင်ရန်ကုန်မှာကကြတော့သူကရန်ကုန်ကဆရာကအာဒီကင်ဆာလို့ပြောတာအာဒီကင်ဆာလို့ပြောတဲ့အတွက်ကြောင့်သူကဓာတ်ကင်ရမယ်ပေါ့နော်ဓာတ်ကင်ရမယ်ဆိုတဲ့အခါကျတော့ဓာတ်ကင်တဲ့အခါမှာရန်ကုန်မှာအခက်အခဲရှိတာကအဲ့လိုတလားတို့နှစ်လားလို့စောင့်ပြီးတော့ကင်ရတဲ့ဟာမျိုးတွေရှိရပေါ့ကိုအလှည့်စောင့်ရတာပေါ့နော်ရန်ကုန်ကဆရာဝန်တွေကသူတို့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ကုသရပေါ့နော်စက်ကိုတိတ်ပြီးတော့အာမကိုပေါ့ဒီလိုမျိုးမဟုတ်ဒီမှာကျတော့စက်တွေကကောင်းတယ် We already got the definite diagnosis. We promptly treat her with targeted therapy combination with chemotherapy. The main function of chemotherapy it will be interrupt the process that the cancer cell will be duplicate itself. In the other hand, the targeted therapy has some kind of specific protein that it will be deliver the medicine to the some kind of protein that present on the cancer cell. That's why the targeted therapy has more specific to the cancer cell and less toxicity to the other normal cells. Just only after the first cycle, we can notice that the mass is shrink by just vision. And after she complete 4 cycles, we send her to do the PET scan, and the PET scan do since head to toe, and we already confirmed that all of her lymphoma already gone.All of the mass is already disappeared from her body. Her quality of life is in very good stage. She can do exercise. She can eat anything. အဲ့ဒါကိုတတိထားပြီးတော့ကြည်ဟိုစမ်းကြည့်ပေါ့နော်ဟုတ် level တို့ချိုင်းတို့အဲ့လိုတော့ပြောတာအရင်ကကိုကန်ဆာမဖြစ်ခင်ကလည်းတငယ်ချင်းတွေကန်ဆာဖြစ်တယ်ဆိုပြီးတော့အတန်ကြားရတယ်ပေါ့နော်သူတို့လည်းအဲ့လိုကုပြီးတော့ကောင်းသွားတယ်ဆိုတဲ့အခါကျတော့အခုအခက်အနေနဲ့ကန်ဆာဆိုလို့ရှိရင်သိတယ်ဆိုတဲ့ဟာကတော်တော်ကြီးနည်းသွားတယ်ပေါ့နော်ကိုယ်တိုင်ကလည်းကန်ဆာလို့သိတဲ့အခါကျတော့စိတ်ညစ်တာတော့ရှိတယ်ဒါပေမဲ့အဲ့လိုတေးရမှကြောက်တာမျိုးတော့မရှိဘူးပေါ့နော်အဲ့လိုဆိုတော့အခုခေတ်အနေနဲ့ဆိုလို့ရှိရင်ယောဂတော်တော်များများကုလို့ပျောက်တယ်ပေါ့နော်ဟိုကန်ဆာဆိုပြီးတော့ကြောက်เสียမလို့ပေါ့နော်ဟုတ်အဓိကတော့အသစ်တွေဖြစ်တဲ့အခါကျတော့စစ်လိုက်တဲ့အခါကျလို့ရှိရင်ယောဂအမှန်ကိုတန်းပြီးတော့သိတယ်ပေါ့နော်ဟုတ်ဒီမှာလာစစ်တာတော့ပို့ပြီးတော့ကောင်းတာပေါ့ဟုတ်ကုသမှုကောင်းခံယူဖို့ပဲတိုက်တွန်းချင်တာ